OpenAI has released a new feature called Deep Research. Google just released Gemini 2.0. You can build a very rich agentic world. Gemini 2.0 is agentic AI. AI agents. Google has been at the forefront of AI စနစ်တွေကမယုံနိုင်တော့တဲ့အချိန်ဟုန်နဲ့တိုးတက်နေပါတယ်။တစ်တစ်ထွက်လာသမျှ AI update တွေအားလုံးကြားထဲမှာကိုယ်နဲ့ကိုက်ညီတဲ့ AI စနစ်တွေကိုနီးမှန်လမ်းမှန်နဲ့ရွေးချယ်အသုံးချနိုင်မှုကပိုပြီးရေးကြီးလာပါပြီ။မိတ်ဆွေတို့အနေနဲ့ဘယ်အစသုံးရမယ်မှရွေးရခန့်နေရင်ဒါမှမဟုတ်နောက်ကျကြံခဲ့ရတယ်လို့ခံစားမိနေရရင်မပူပါနဲ့။ဒီဗီဒီယိုမှာကျွန်တော်ကမိတ်ဆွေတို့ကိုနီးမှန်လမ်းမှန်တဲ့ AI ကိုစတင်အသုံးပြုနိုင်မှုအကောင်းဆုံးချင်းကပ်နိုင်မယ်နည်းလမ်းတွေကိုပြောပြပေးပါမယ်။ဒီအကြောင်းအရာတွေထဲမှာ AI စနစ်တွေကိုဘယ်လိုရွေးချယ်သင့်လဲ။သူတို့ကိုထိရောက်အောင်ဘယ်လိုခိုင်းမလဲဆိုတာတွေ AI trend နဲ့အညီဆက်လိုက်သွားနိုင်မယ့်နည်းလမ်းနဲ့အချက်ပြချက်တွေစတဲ့အကျိုးရှိမဲ့အကြောင်းအရာတွေအများကြီးကိုထည့်ပြောပြပေးထားတဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေးပါ။တက်လန်နေဟက်ကို subscribe မလုပ်ရသေးရင်လည်း cloud လေးကိုနှိပ်သွားပေးပါဦး။ intro လေးပြီးရင်စလိုက်အောင် Sharing skills, technology, education and development. Stead, shape tomorrow. Embrace dream. ဗီဒီယိုစမှာပြောခဲ့သလို AI စနစ်တွေကိုနီးမှန်လမ်းမှန်နဲ့ရွေးချယ်အသုံးပြုဖို့ဘာကြောင့်အရေးကြီးတာလဲဆိုတာကိုသေချာနားလည်နိုင်ဖို့အခုဖြစ်ပျက်နေတာတွေကိုအရင်ဆုံးပြန်ကြည့်လိုက်ရအောင်လက်ရှိပြီးခဲ့တဲ့လပိုင်းအတွင်းမှာတင်စွမ်းအင်နဲ့အစင်းမြေလောက်ဆောင်ချက်တွေလုပ်နိုင်တဲ့ DeepSeek R1 လို့ AI စနစ်ထွက်ပေါ်လာပြီးဘာတဝန်းကနည်းပညာဈေးကွက်ကိုလှုပ်ခတ်ခဲ့ပါတယ်အဲဒီနောက်မှာတော့နည်းပညာပြိုင်ဆိုင်မှုတွေပိုများလာပြီးလှုပ်ဆောင်ချက်အသစ်တွေအများကြီးထုတ်ပြလာကြတာပါ OpenAI က Deep Research လှုပ်ဆောင်ချက် ChatGPT-4 တွေကိုထည့်ပေးခဲ့ပြီး Google က Gemini 2.0 Pro နဲ့အခြားအခမဲ့ AI model တွေကိုထုတ်ပြန်ခဲ့ပါတယ် Microsoft ကကုမ္ပဏီလုပ်ငန်းတွေမှာအလိုလျောက်လှုပ်ဆောင်မှုတွေအတွက် AI agents တွေကိုတည်ဆောက်နေပြီလို့လည်းကြေညာထားပါတယ် Replit လို tool တွေသုံးပြီး website တွေ web app တွေအရင်ထက်ပိုများအောင်ဖန်တီးတာမျိုးလည်းလုပ်နိုင်တာပါပြီတရုတ်က DeepSeek လိုပဲကောင်းပါတယ်ဆိုတော့ Kimi နဲ့ Quant 2.5 Max လို model အသစ်တွေလည်းထုတ်ပြခဲ့ပါတယ်ပြီးတော့ Notebook LM လို AI tools တွေကနက်နေတဲ့အတွင်းကျကျပညာရပ်ဆိုင်ရာတွေကိုစကားပြော podcast တွေနဲ့တော့ပြန်လည်ပြောပြဆွေးနွေးတာတွေလုပ်နိုင်လာပါပြီ Perplexity AI ကလည်း Deep Research ဆိုတဲ့သုတေသနစာတမ်းထုတ်နိုင်တဲ့လှုပ်ဆောင်ချက်ကိုအခမဲ့သုံးနိုင်အောင်ထုတ်ပြန်လိုက်ပါသေးတယ်။တစ်ဖက်မှာလည်း Generative Art လို့ခေါ်တဲ့ AI အခြေပြုဓာတ်ပုံဖန်တီးတာဗီဒီယိုဖန်တီးတာတွေကလည်းအရှိန်နဲ့တိုးတက်လာနေပါတယ်။ Stable Diffusion XL လို့ Flux လို့ model တွေကတကယ်ဓာတ်ပုံနဲ့မခြားတဲ့ quality ပုံထဲမှာစာသားတွေပါမှန်အောင်ရေးနိုင်ထုတ်နိုင်တာလို့ OpenAI ရဲ့ Sora တို့ Google Veo တို့ Minimax တို့လို AI ဗီဒီယိုစနစ်တွေကလည်းတကယ်ကင်မရာနဲ့ရိုက်ထားလောက်နီးလက်တွေ့ကျတဲ့ဗီဒီယိုတွေဖန်တီးလာနိုင်ကြပါပြီ။နောက်ထပ်လာမယ့်လတွေမှာခုထက်ပိုမိုအစွမ်းထက်တဲ့နည်းပညာတွေ tools တွေကိုမြင်ရဖို့ရှိပါသေးတယ်။ပြောင်းလဲမှုကြီးကြီးမားမားတွေမရှိတဲ့ဆယ်စုနှစ်တွေရှိခဲ့သလိုရက်ပိုင်းလပိုင်းထဲမှာပဲဆယ်စုနှစ်တစ်ခုစာလောက်ပြောင်းလဲမှုတွေဖြစ်သွားတဲ့အချိန်တွေလည်းရှိပါတယ်။အခုချိန်ကကမ္ဘာပေါ်ကလူသန်းပေါင်းများစွာကအဆင့်မြင့်ဆုံးဆိုတဲ့နည်းပညာတွေကိုတွေ့ကြုံသုံးစွဲခွင့်ရနေတဲ့တမိုင်းမှာထူးခြားတဲ့အချိန်လို့တော့ပြောနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါတွေကကျွန်တော်တို့ခင်ဗျားတို့ကိုဘယ်နေရာမှာထားမှလဲ။မိတ်ဆွေက ChatGPT နဲ့ DeepSeek လောက်ကိုကြားဘူးဝင်မဲ့ဖတ်လာသမျှ AI tools တွေကိုဘယ်လိုထိထိရောက်အသုံးပြုရမလဲဆိုတာကိုတကယ်ဖို့မသိနိုင်ပါဘူး။အခုကျွန်တော်ပြောပြသွားပေးမယ့်နည်းလမ်းတွေကိုတေချာနားလည်အသုံးချသွားမယ်ဆိုရင်သိလာမယ့်နည်းပညာ line တွေကိုအစဉ်ပြေပြေနဲ့ဖြတ်တန်းကျော်လွှားသွားနိုင်မှာပါ။ပထမဆုံးလက်ရှိဖြစ်နေသမျှ AI hype တွေကိုခဏမေ့ထားလိုက်ပါ။ကိုအရင်မေးကြည့်ပါနေ့တိုင်းကိုဘာတွေလုပ်နေလဲကျောင်းစာတွေလုပ်နေရတာလားစာတွေရေးနေရတာလားဗီဒီယိုတွေကိုတီးဖြတ်နေရတာလားဒါမှမဟုတ်ဒီဇိုင်းတွေကိုဖန်တီးနေရတာလားကုတ်တင်တွေလုပ်နေရတာလားကိုယ့်ရဲ့လက်ရှိလုပ်နေရတဲ့အလုပ်တွေအားလုံးကိုသေချာစဉ်းစားပြီးစာရွက်ပေါ်မှာချရေးလိုက်ပါချရေးထားတဲ့တဲကအများကြီးဖြစ်နေကြလို့ရှိရင်အဓိကအလုပ်၅ခုလောက်ကိုရွေးလိုက်ပါပြီးရင်တစ်ခုချင်းစီအတွက်ကိုယ့်အမှန်တကယ်ကူညီပေးနိုင်တဲ့ AI စနစ်တွေကိုပဲရှာဖွေအသုံးပြုရပါမယ်လူတွေကပြောနေကြတဲ့အကောင်းဆုံးဆိုတဲ့ AI tools 4-50ခုကိုလိုက်ပြီးတော့သုံးနေဖို့မလိုပါဘူးဥပမာဗီဒီယိုတွေကိုတီးဖြတ်ရင် CapCut တို့ Filmora တို့လို video editor မှာပါတဲ့ AI နည်းပညာတွေကမြန်မြန်ဆက်ဆန်းနဲ့ editing လုပ်နိုင်အောင်ကူညီနိုင်ပါတယ်။ဗီဒီယိုတွေဖန်တီးဖို့လိုလို့ရှိရင်လည်း Minimax တို့ Runway ML တို့ Pika Labs တို့ AI tools တွေကကူညီနိုင်ပါတယ်။ graphic design အတွက်ဆိုရင်လွယ်တကူသုံးနိုင်တဲ့ Canva app တွေမှာပါတဲ့ AI tools တွေနဲ့တည်းအများကြီးလုပ်လို့ရနေပါပြီ။ Professional grade ဆိုရင်Adobe Suite တွေက AI လှုပ်ဆောင်ချက်တွေကိုသုံးရင်အမိုက်စာတွေဖန်တီးလို့ရနေပါပြီ။ Content creator လိုလူမျိုးတွေဆိုလို့ရှိရင် ChatGPT ဒါမှမဟုတ် Claude တို့က content တွေကိုအဆင်ပြေပြေနဲ့ idea တွေထုတ်ပေးနိုင်တဲ့အကြောင်းအရာတွေကိုရေးသားပေးနိုင်ပါတယ်။ Voice over နောက်ခံစကားပြောတွေလိုအပ်ရင် Eleven Labs ကကိုယ့်ရဲ့အတန်ကိုပုံတူကူးယူနိုင်တဲ့အထိကိုလုပ်နိုင်နေပါပြီ။ TTS Free လို website တွေမှာမြန်မာစာကနေစကားပြောတဲ့ကိုလည်းထုတ်လို့ရနေပါတယ်။ website တွေရေးမယ် programming တွေရေးရတယ်ဆိုလို့ရှိရင် Replit, GitHub Copilot, Windsurf, Cursor တို့ကိုသုံးပြီး development တွေကိုအရင်ထက်ပိုများအောင်လုပ်လို့ရပါတယ်။ဒီသမျှ tools တွေကိုပြောရင်သုံးချနိုင်တဲ့နေရာလိုက်အများကြီးပါပဲ။ကိုယ့်အတွက်လုပ်ဖြစ်မဲ့ tools တွေကိုရှာပြီးအဲ့ tools တွေကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်အောင်လုပ်ပါ။ကြည့်ကိုလုပ်ချင်တဲ့ဟာနဲ့တိုင်းညီတာမျိုးမရှာတတ်ခဲ့တာမျိုးရှိခဲ့ရင် comment မှာရေးခဲ့ပေးပါ။တက်နိုင်ဆုံးရှာဖွေပြီးပြောပြပေးပါ။
ပြီးရင်အပြန်အလှန်မေးမြန်းပြောဆိုဖို့အတွက်ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့နေ့စဉ်သုံး chatbot ကိုလည်းရွေးရဖို့လည်းလိုပါတယ် chatbot တွေကတစ်ခုနဲ့တစ်ခုအားသာပုံချင်းမတူကြပါဘူး ChatGPT ဆိုစာရေးတာ idea ထုတ်တာ programming ပိုင်းနဲ့အထွေထွေဘူးသလာပိုင်းတွေမှာအားသာမယ်ပုံလဲထုတ်ပေးနိုင်တယ် DeepSeek ဆိုရင် programming ပိုင်းနဲ့စဉ်းစားတွေးခေါ်မှုပိုင်းအားသာမယ်အခမဲ့ရတယ် Perplexity ဆိုရင် Chat တိကျကျနဲ့မေးဖြေကောင်းကောင်းလုပ်လို့ရတဲ့အပိုင်းအားသာမယ် Copilot ဆိုရင် Word တို့ Excel တို့ Office application တွေမှာချိန်သုံးလို့အရန်ကောင်းပါတယ် Gemini ဆိုရင်ပုံလေးစာတွေနားလည်မှုအားကောင်းတယ်ဘာသာစကားအများကြီးလည်းပို့ပြီးထောက်ပံ့ပေးတယ် Cloud ဆိုရင်ဖန်တီးမှုပိုင်းမှာရောအမေးဖြေအရှိကြီးတွေမှာအားသာမယ်ဒါတွေကမြန်မာစာနဲ့ပတ်သက်ပြီးအသုံးပြုလို့ရနိုင်တဲ့ chatbot တွေကိုအကြမ်းမြင်ပြောပြပေးတာပါ Facebook နောက်ခံ Meta AI တို့ Twitter နောက်ခံ Grok တို့လိုအခြားအရာတွေလည်းရှိပါသေးတယ်အားလုံးကလှုပ်ဆောင်ချက်အသစ်တွေအများအားပို့ပြီးပါလာအောင်ပါပါအဓိကအမြဲမပြတ်ထိထွေမှုတွေလုပ်နေတဲ့နောက်ခံအင်အားကြီးကုမ္ပဏီတွေရဲ့စနစ်ကိုရည်ရှိသုံးသင့်တာပါအဲ့ဒါမှကိုယ့်အတွက်အပြောင်းလဲနေစီမယ်ပိုကောင်းတဲ့လှုပ်ဆောင်ချက်တွေကိုအမြဲထိတွေ့ခွင့်ရနေမှာပါအခုပဲရွေးသုံးရမှာလားဆိုရင်တော့လည်းမဟုတ်ပါဘူးပြင်နိုင်မယ်ဆိုရင်လိုအပ်ချက်လိုက်ပြောင်းသုံးသင့်ပါတယ်ကျွန်တော်ဆိုရင် ChatGPT နဲ့ DeepSeek R1 မှာအများအပြည့်နေ့စဉ်မေးဖြေလုပ်တယ်တခါမေးခွန်းတူတူမေးပြီးတော့ဖြေချင်းရှင်းပြီးပိုကြိုက်တဲ့ဟာကိုယူသုံးပါတယ်။တိကျတဲ့သတင်းအချက်အလက်တွေအတွက်ဆိုရင် Perplexity ကိုလှည့်သုံးပါတယ်။ Coding ပိုင်းဆိုရင် DeepSeek V3 နဲ့ Cloud ကိုလည်းကင်ပါတယ်။မြန်မာစာနဲ့အစိမ်ချောခြင်းရင်ဒါမှမဟုတ် Google Doc တို့ Google Sheet တို့လိုမျိုးတွဲသုံးဖို့လိုရရင် Gemini ကိုလည်းပြင်မထားပါဘူး။အစမှာပြောခဲ့သလိုပဲကျွန်တော်တို့ကတကယ်အချိန်ကောင်းအောင်ရောက်နေတာပါ။ရတာတွေကိုတန်အောင်သုံးပြီးတိုးတက်အောင်စူးစမ်းနိုင်ဖို့ပဲလိုပါတယ်။မိတ်ဆွေတို့ရောဘယ် chatbot တွေကပိုအဆင်ပြေလဲ comment မှာပြောပြပေးခဲ့ပါဦး။နောက်တစ်ချက်အနေနဲ့ကိုသုံးမဲ့ AI tools တွေကိုထိထိရောက်သုံးနိုင်မှုအရေးကြီးတာက AI prompts တွေကိုကျွမ်းကျင်မှုပါပဲ prompt ဆိုတာက AI tools တွေကိုကိုလိုချင်တာကိုခိုင်းမှုရေးရတဲ့ command ညွှန်ကြားချက်စာသားတွေကိုခေါ်တာပါကိုအတွက်အသုံးဝင်တဲ့ AI tools တွေကတော့ရပါပြီအဲ့ဒါတွေကိုခိုင်းပြီဆိုတာနဲ့ prompt ရေးတာကမလုံးမဖြစ်လောက်ရမယ့်ကိစ္စပဲကိုထည့်ပေးလိုက်တဲ့ input ကကောင်းလေ AI ကထုတ်ပေးလာမယ့် output ကကောင်းလေပါပဲရှင်းလင်းပြီးထိရောက်တဲ့ prompt တွေကိုရေးတတ်ဖို့ကအဓိကကြတာပါပြီတက်နိုင်ဆုံးတိတိကျကျခိုင်းကြည့်ပါ AI အကြောင်း blog တစ်ခုရေးပေးပါလို့ပြောမဲ့စာပညာရေးမှာ AI ကအရေးပါကြောင်းစကားလုံး900ပါဝင်တဲ့ blog တစ်ခုရေးပေးပါလို့ပြောကြည့်တာမျိုးကိုလုပ်ပေးစီချင်တာကအများကြီးဖြစ်နေရင်အစင်းစင်းညွန်ကြားချက်တွေကိုသုံးပြီးရလဒ်ကိုပိုကောင်းအောင်လုပ်လို့ရပါတယ်ခုနက blog ရေးပေးလာတဲ့အဖြေကိုရပြီးရင်ပညာရေးမှာ AI ကိုအလွယ်ဆုံးစသုံးနိုင်မဲ့နည်းလမ်းသုံးခုကိုတိုးချုပ်ထပ်ဖြည့်ပေးပါလို့ပြောရင်ငကိုထုတ်ပေးတဲ့ဟာကိုပြင်ပြီးသူကဖြည့်သွားပေးမှာပါပိုကောင်းတဲ့ရလဒ်တွေကိုရဖို့မတူညီတဲ့ပုံစံတွေကိုထုတ်ဆန်းခိုင်းလို့ရပါတယ်အဲ့ဒီ blog ကိုစိတ်ဝင်စားစရာကောင်းအောင်ပုံစံပြောင်းပြီးရေးပေးပါအဲ့ဒီ blog ကိုတက်ဆိုင်ရာနမူနာဥပမာလေးတွေထည့်ပြီးလူတိုင်းနားလည်လွယ်အောင်ရေးပေးပါစသဖြင့်ပေးပြီးရလာတာကိုနှိုင်းယှဉ်ကြည့်လို့ရပါတယ်ပိုသုံးတဲ့ AI tools ရဲ့ prompt ပေးရတဲ့ပုံစံကိုနားလည်အောင်လေ့လာပြီးခိုင်းတာကပိုထိရောက်ပါတယ် ChatGPT တို့ DeepSeek တို့လိုစနစ်တွေက natural language ပုံမှန်စကားပြောသလိုရေးရင်ခိုင်းလို့ရပေမဲ့တချို့စနစ်တွေကအဲ့လိုမျိုးမဟုတ်ပါဘူးဥပမာတချို့ AI image ထုတ်တဲ့စနစ်တွေမှာဆိုရင်တာမန်စကားပြောနဲ့ခိုင်းရင်လုံးဝအဆင်မပြေပါဘူးအဲ့ဒီစနစ်ကိုလေ့ကျင့်ပေးထားတဲ့ keyword တွေကိုထည့်ပေးနိုင်မှလိုချင်တာကိုရတာပါသူတစ်ပြည့်မြန်မာစာနဲ့ခိုင်းလေးရှိတဲ့လူတွေသတိထားမှာက AI tools တွေကအင်္ဂလိပ်စာနဲ့သင်ကြားပေးကြတာများပါတယ်အဲ့ဒီအတွက်အင်္ဂလိပ်စာနဲ့ prompt ပေးနိုင်ရင်ပိုတော့ကောင်းပါတယ်တချို့မြန်မာစာမရတဲ့ tools တွေသုံးရင် Google Translate ကမြန်မာစာအတွက်တော်တော်လေးအဆင်ပြေတဲ့အတွက်မြန်မာလိုရေးမယ်သူ့ဘာသာပြန်ခိုင်းပြီးသုံးတာမျိုးကပိုအဆင်ပြေပါတယ်မြန်မာလိုပြောလို့အထိုက်လျောက်အဆင်ပြေတဲ့ ChatGPT တို့ကိုကိုလိုချင်တာကိုမြန်မာလိုရေးကိုသုံးမဲ့နေရာအတွက် prompt ထုတ်ပေးပါလို့ခိုင်းလို့ရပါတယ်အထူးသဖြင့်ပုံထုတ်တဲ့နေရာတွေမှာပိုသိတာပါတယ်နမူနာကြည့်ကြည့်ပါChatGPT ထဲမှာအင်ကြီးအဖြူဘောင်းမီပဲဝတ်ထားတဲ့ကျောင်းသားတစ်ယောက် digital စာသင်ခန်းထဲက projector screen ရှေ့မှာမတ်တက်ရက်နေတဲ့ပုံကိုလိုချင်ပါတယ် projector screen ပေါ်မှာ STED Learning Hub စာသားပေါ်နေပါမယ် STED စာလုံးကအနီရောင်စာလုံးအထူ Learning Hub ကအနက်ရောင်စာလုံးအပါနဲ့ရှိချင်ပါတယ် Leonardo AI မှာပုံထုတ်ဖို့အတွက် prompt ရေးပေးပါလို့ခိုင်းလိုက်လို့ရှိရင်ခုလို image prompt ကိုထုတ်ပေးမှာပါအဲ့ဒါကိုကူးသွားပြီးတော့ Leonardo AI နဲ့က image creation နဲ့ကိုသွားပြီးပုံထုတ်ခိုင်းလိုက်ပါမယ်ကြည့်ကြည့်ပါပိုလိုဂျင်နာနဲ့တော်တော်လေးနှီးစပ်တဲ့ပုံတွေထွက်လာတာကိုတွေ့ရပါမယ်။စိတ်တိုင်းမကြသေးရင်ထပ်ထုတ်ခိုင်းကြည့်ပါလွဲနေတာတွေရှိပေမဲ့လည်းတော်တော်လေးအဆင်ပြေတာတွေရနိုင်ပါတယ်။ပြီးတော့ prompt နဲ့ပတ်သက်ပြီးပြန်ဆက်ရရင်ကိုတစ်ခါသုံးပြီးအဆင်ပြေသွားတဲ့ prompt တွေကိုပြီးရောမထားလိုက်ပါနဲ့။နှုတ်လေးထုတ်ပြီးသိမ်းတာမျိုးလုပ်ပါ။အလားတူကိစ္စမျိုးပြန်ခိုင်းဖို့လိုလာတာပဲဖြစ်ဖြစ်ပိုကောင်းအောင်ထပ်ဆန်းကျင်တာပဲဖြစ်ဖြစ်အလွယ်တကူပြန်ယူပြီးသုံးနိုင်တာပါ။ကိုလိုအပ်ချက်နဲ့ကြိုက်တာတွေကိုပဲသိမ်းထားတာဆိုတော့လိုမလိုက်ဆန်းလိုက်ရှာနေရတဲ့ဆိုင်ပိုအဆင်ပြေပါတယ်။စိတ်ဝင်စားလို့ပိုပြီးကျွမ်းကျင်နေဆိုရင် Google က prompt engineering နဲ့ပတ်သက်ပြီးအခမဲ့သင်တန်းတွေလည်းရှိပါတယ်။ချိန်ပေးလေ့လာနိုင်ပါတယ်။
AI ကနေ့စဉ်တိုးတက်ပြောင်းလဲနေပြီးအဲ့ဒါတွေနောက်ကိုလိုက်ဖို့ဝန်တော့ဝန်မိုးဖြစ်နေတယ်လို့လည်းခံစားနေရနိုင်ပါတယ်တကယ်တော့အဲ့လိုဖြစ်စရာမလိုပါဘူးကျွန်တော်ရဲ့ရိုးရှင်းတဲ့နီးလန်းလေးတွေကိုပြောပြပေးပါမယ်စိတ်ဝင်စားတဲ့အပိုင်းကိုပဲရွေးပါတယ်ကိုက AI ဓာတ်ပုံထုတ်ခြင်းနဲ့ AI နဲ့စာရေးခြင်းနဲ့ဒါမှမဟုတ်ကုတ်ရေးတာကိုစိတ်ဝင်စားရဲဆိုပါစို့ကိုစိတ်ဝင်စားတဲ့နယ်ပယ်ကိုပဲပို့ပြီးအလေးထားလေးတာကပို့ပြီးထိရောက်ပါတယ်မဟုတ်ရင်သိစရာတွေအများများပြီးကိုယ့်အတွက်မလိုအပ်တာတွေနဲ့ဟုန်သွားနိုင်ပါပြီးတော့ Google Notebook LM ကိုအသုံးပြုပါတယ် AI model အသစ်တစ်ခုစသုံးတော့မဲ့အခါသူ့ရဲ့သုတေသနစာတမ်းကို Notebook LM မှာတင်ပေးလိုက်ပါတယ်သူက podcast တစ်ခုလိုမျိုးအကျဉ်းချုပ်ထုတ်ပြီးတဲ့အတွက်ကိုကမြင်မြန်နားလည်အောင်လုပ်နိုင်ပါတယ် podcast ကအင်္ဂလိပ်လိုပဲရသေးပေမဲ့ chat ထဲမှာတော့မြန်မာလိုဘာသာပြန်ပေးပါလို့ပြောပြီးမေးလို့ရပါတယ်ပြီးတော့ AI သတင်းသီးတဲ့နေရာတွေကိုရှာပြီးချိန်ပါတယ် social media ထဲမှာပို့ပြီးရှာနေမဲ့အစားအမြန်သတင်း update တွေအတွက် Rundown AI နဲ့ TLDR AI တို့လို AI focus newsletter တွေကိုဖတ်ပါတယ်အင်္ဂလိပ်လိုဖြစ်လို့မကြောက်ပါနဲ့ Google Translate ကိုဒါသုံးပါအကြမ်းမြင်နားလည်နိုင်အောင်လုပ်လို့ရပါတယ်ကိုသုံးနေကြ tools တွေအကြောင်းသီးသန့်တင်တဲ့နေရာတွေကိုလည်းလိုအပ်ရင် subscribe လုပ်ထားပါနောက်တစ်နည်းကတစ်ပတ်တစ်ခါလောက် ChatGPT တို့ Perplexity တို့လို AI chatbot ထဲမှာ search function ကိုသုံးပြီးတော့ဒီတစ်ပတ်အတွက်ကိုယ်နဲ့ပတ်သက်တဲ့ AI သတင်း10ခုလောက်ကိုအတူချုပ်ရှာပေးပါလို့ခိုင်းနေပါမြန်မာလိုရေးတဲ့ AI သတင်းနေရာတွေလည်းချိတ်ဆက်ထားဖို့မမေ့ပါနဲ့ရေးကြည့်တာကတနေ့တက်လာတဲ့သတင်းတွေနဲ့မဟုတ်သွားဘူးဒီဗီဒီယိုမှာပြောပြထားတဲ့အချက်တွေကိုမေ့မသွားဖို့ပါပဲပြီးတော့အမြဲတမ်းစမ်းသပ်ပါတယ်တစ်ပတ်မှာအချိန်တစ်ချိန်လောက်ထုတ်ပြီး AI tools အသစ်တွေကိုစမ်းသုံးဖို့အချိန်ပေးပါတယ်စာရင်းနဲ့ကောင်းတဲ့တစ်ခုအတွေ့ကိုယ့်ရဲ့နေ့စဉ်အလုံးမှာထည့်သုံးကြည့်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့အင်္ဂလိပ်စာတိုးတက်အောင်လုပ်ပါဒီလိုပြောလို့ဟာမြန်မာလိုသုံးလို့ရတဲ့ service တွေလည်းရှိနေတာပဲအင်္ဂလိပ်စာနဲ့အလုပ်လုပ်စရာမလိုဘူးလို့မိတ်ဆွေညင်းကောင်းညင်းနိုင်ပါတယ်ကြည့်ကပြသွားတဲ့အကြောင်းအရာတွေမှာလည်းသတိထားမိမယ်ထင်ပါတယ်အသုံးများတဲ့ AI စနစ်တွေတော်တော်များများကအင်္ဂလိပ်ဘာသာစကားနဲ့ trainer ကြတာများပါတယ်အဲဒီကနေမှသက်ဆိုင်ရာဘာသာစကားတွေကိုဘာသာပြန်ပေးပြီးပြန်အသုံးချနိုင်တာမျိုးလုပ်ထားပေးတာပါအင်္ဂလိပ်စကားမွတ်နေအောင်ကျွမ်းတဲ့အထိမလုပ်နိုင်ရင်တော့ကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့အလုပ်နဲ့တိုက်ရိုက်ဒါမှမဟုတ်တွေ့ဝိုက်သက်ဆိုင်နေတဲ့စကားလုံးအခေါ်အဝေါ်တွေကိုသိထားသင့်ပါတယ်အဲ့ဒါဆိုရင်အလွဲဘာသာပြန်ပေးတဲ့ကိစ္စတွေအရာရှောင်နိုင်မယ်ပို့ပြီးထိရောက်အောင်လဲ prompt တွေရေးနိုင်မှာပါအလွယ်ဆုံးစနိုင်တဲ့နည်းက chatbot ထဲမှာပဲကိုယ့်လုပ်ငန်းအကြောင်းကိုပြောပြမယ်သူနဲ့သက်ဆိုင်တဲ့အင်္ဂလိပ်စာအခေါ်အဝေါ်တွေအဓိပ္ပာယ်တွေကိုရေးပေးပါလို့ပြောရင်တော့တော်တော်လေးသိရနိုင်ပါတယ်ပြီးတော့ English လိုရေးတတ်တယ်လို့စူးစမ်းရေးပြီးသူတို့ကို grammar တို့စာလုံးပေါင်းတို့စစ်ခိုင်းတာကိုလည်းလုပ်ခိုင်းလို့ရပါတယ်AI အနေနဲ့လေ့ကျင့်တာကအင်္ဂလိပ်စာသင်တာကိုပိုလွယ်စေပြီးအာမနာတမ်းမှားနိုင်မေးနိုင်ပြင်ခိုင်းနိုင်တာပါပဲချိန်ပိုပေးနိုင်ရင်တော့ထိရောက်တဲ့သင်တန်းတက်တာ Duolingo တို့လို app တွေနဲ့နေ့စဉ်လေ့ကျင့်သွားတာမျိုးလုပ်ကြည့်နိုင်ပါတယ်ပြီးတော့ဘာသာစကားတစ်ခုပိုတက်တာကအလောက်ကန်ခွင့်လန်းနဲ့ပိုကောင်းနိုင်တာကတော့မိတ်ဆွေတို့သိပြီးသားပါပဲ2025ခုနှစ် AI နဲ့ပဲကတော့တော်တော်လေးအပြောင်းလဲကြမှာပါဒီနေ့ရေပန်းစားနေတဲ့ tools တွေကတချို့ကလည်းပျောက်ကွယ်သွားနိုင်ပါတယ်အဲ့တော့ order သမျှခေတ်ရည်စီးကြောင်းကိုဦးတည်ချက်မဲ့လိုက်နေမဲ့အစားကိုယ့်ရဲ့နေ့စဉ်အလုပ်ကိုတကယ်တိုးတက်စေတဲ့အရေးကြီးတဲ့ tools တွေပေါ်မှာအာရုံစိုက်လေ့လာအသုံးချနိုင်ဖို့အရေးကြီးပါတယ်ဒီ channel မှာလည်းလက်တွေ့အသုံးချနိုင်မဲ့နည်းလမ်းတွေ AI နဲ့နည်းပညာအကြောင်းအရာတွေကိုထပ်ပြီးမျှဝေပေးသွားမယ်အတွက် subscribe လုပ်ထားနိုင်ပါတယ်ဘယ် AI tools ကိုအများဆုံးအသုံးပြုပြလဲဆိုတာကိုလည်းမှတ်ချက်မှာပြောပြပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you when I see you